အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ပေါ့နော်ကျမတို့ရဲ့ဒီပြည်သူ့ရှေ့ဆောင်ပါတီရဲ့2025ခုနှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးအတွက်ကိုထုတ်ပြန်ထားတဲ့ပေါ့နော်ပြည်သူလူထုကိုပေးထားတဲ့မဲဆန္ဒရှင်ပြည်သူလူထုကိုပေးထားတဲ့ဂတိကဝတ်တွေနဲ့ရွေးကောက်ပွဲကြေညာစာတမ်းဖြစ်ပါတယ်အဲ့ဒီမှာကျမမာတိကာပြောနေတာဖြစ်ပါတယ်မာတိကာရဲ့နံပါတ်3မှာခေါင်းစဉ်ကတော့ပြည်သူ့ရှေ့ဆောင်ပါတီအကြောင်းပါရှင်နော်ကျမတို့နိုင်ငံရေးပါတီတွေဆိုတာပေါ့နော်နိုင်ငံကိုမူဝါဒနီလန်အဖြစ်နိုင်ငံတိုးတက်ဖွံ့ဖြိုးတိုးတက်အောင်မူဝါဒနီလန်လုပ်ငန်းလမ်းစဉ်နီလန်အဖြစ်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီအကြောင်းလဲကျမတို့ထည့်သွင်းပြီးတော့မှဖော်ပြထားတာဖြစ်ပါတယ်ရှင်ဒီပြည်သူ့ရှေ့ဆောင်ပါတီမှာကျမတို့ပါတီရဲ့ပေါ့နော်ပြည်သုံးလုံးပါတီရဲ့အခြေခံမူတွေကဘာလဲရပ်တည်ချက်ကဘာလဲပြီးလို့ရှိရင်ကျမပေါ့နော်ဒီကျမအပါဝင်ပေါ့နော်ကျမဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေရယ်ပြီးလို့ရှိရင်ကျမတို့ပါတီကိုဘယ်လိုပုံစံနဲ့ဥဆောင်နေကြတာလဲပါတီတွင်းစီမံခန့်ခွဲမှုဘယ်လိုဆောင်ရွက်နေကြတာလဲပေါ့နော်အဲ့ဒါလေးရယ်ပြီးလို့ရှိရင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေပေါ့နော်ကိုယ်စားလှယ်လောင်းတွေကိုကျမတချို့တဝက်ဖော်ပြထားပေမဲ့အဓိကကတော့ကျမတို့စည်ရင်းစရာပါရှင့်ဒီ candidate တွေရဲ့ statistics ပေါ့နော်အမျိုးသမီးဘယ်လောက်ရာခိုင်နှုန်းပါလဲအမျိုးသားဘယ်လောက်ရာခိုင်နှုန်းပါလဲလူငယ်ပေါ့နော်35နှစ်အောက်ဘယ်လောက်ရာခိုင်နှုန်းပါလဲ36နှစ်နဲ့62နှစ်ကြားဘယ်လောက်ရာခိုင်နှုန်းပါလဲ63နှစ်နဲ့အထက်ဘယ်လောက်ရာခိုင်နှုန်းပါလဲပေါ့နော်စသဖြင့်ပြီးလို့ရှိရင်ကျမတို့ကိုယ်စားလှယ်လောင်းတွေရဲ့ပညာရေးပါရှင့်ပညာရေးလဲဒါဥပဒေအရပေါ့နော်ရွေးကောက်ပွဲဥပဒေအရဆိုလို့ရှိရင်အခြေခံပညာအထက်တန်းအထိတင်ကြားထားတဲ့သူဖြစ်ရမယ်ဆိုလို့ရှိရင်ကျမတို့ဒီအခြေခံပညာအထက်တန်းကိုဘယ်လောက်ရာခိုင်နှုန်းရှိတာလဲပြီးလို့ရှိရင်ကျမတို့ဘွဲရပေါ့နော်ဘွဲရဘယ်လောက်ရာခိုင်နှုန်းပါတာလဲနောက်ဘွဲလွန်ပေါ့ရှင်ဘွဲလွန်ကတော့ဘွဲရပြီးမှဒီပလိုမာထပ်ယူတယ်မာစတာဘွဲထပ်ယူတယ် PhD ဘွဲထပ်ယူတယ်နော်စသဖြင့်ပေါ့နော်မာစတာတက်နေတယ်သို့မဟုတ် PhD တက်နေတယ်ပေါ့နော်ဒါတွေဘယ်လောက်ရာခိုင်နှုန်းရှိလဲဆိုတာကိုကျမတို့ဖော်ပြထားတာဖြစ်ပါတယ်ရှင်အဲ့ဒါလေးကတော့ကျမတို့နံပါတ်4ပေါ့နော်ပြည်သူ့ရှေ့ဆောင်ပါတီအကြောင်းဖော်ပြထားတာဖြစ်ပါတယ်နံပါတ်5အနေနဲ့တော့ကျမတို့ကလူထုဘဝအဓိကဆိုပြီးတော့မှမူဝါဒနဲ့လုပ်ငန်းစဉ်များပေါ့နော်ကျမတို့ကပြည်သူလူထုကိုကျမတို့ပါတီဟာပြည်သူလူထုကြားတွေကပေါက်ဖွာလာပြီးတော့မှပြည်သူလူထုရဲ့အခက်အခဲတွေကိုသိရှိနားလည်တဲ့ပါတီဖြစ်တယ်ပြည်သူလူထုရဲ့အခက်အခဲတွေကိုကျမတို့မူဝါဒလုပ်ငန်းလမ်းစဉ်တွေနဲ့ဖြည့်ရှင်းခြင်းတဲ့ပါတီဖြစ်တယ်ပြည်သူလူထုကိုဥထိပ်ပန်ဆင်ပြီးတော့မှနောက်ပြည်သူကိုမျက်နှာမူတဲ့မူဝါဒတွေပြည်သူကိုမျက်နှာမူတဲ့ပါတီဖြစ်ပါတယ်ရှင်။နောက်အဲ့ဒါကြောင့်မလို့လူထုဘဝအဓိကဆိုတဲ့နေရာမှာလူထုဘဝအဓိကဆိုတဲ့ဆောင်ပုဒ်ရဲ့မူဝါဒနဲ့လုပ်ငန်းစဉ်များကိုကျမတို့အပိုင်း၄မှာဖော်ပြထားပါတယ်ရှင်။အပိုင်း၄မှာတော့ဝင်ငွေနဲ့အလုပ်ကိုင်ပေါ့နော်လူတိုင်းဝင်ငွေရရှိဖို့အလုပ်ကိုင်ရှိဖို့ပြီးလို့ရှိရင်အခြေခံပြည်သူများ၏လူမှုဘဝမြင့်မားရေးပေါ့နော်ကျမတို့ဘာတွေဆောင်ရွက်ပေးချင်တာလဲပြီးပြည်သူများရဲ့အနာဂတ်ပေါ့နော်ပြည်သူလူထုရဲ့အနာဂတ်ကျမတို့နိုင်ငံရဲ့အနာဂတ်လို့ပြောလို့ရှိရင်ဒီနိုင်ငံမှာမိတင်းနေထိုင်တဲ့ပြည်သူလူထုနိုင်ငံသူနိုင်ငံသားတွေရဲ့အနာဂတ်ကိုကျမတို့တေချာလေးထည့်သွင်းစဉ်းစားပြီးတော့မှကျမတို့ဆောင်ရွက်ချင်တာလေးတွေကိုကျမတို့ရေးသားဖော်ပြထားပါတယ်နောက်ဆုံးကတော့ပြည်သူလူထုရဲ့ကျန်းမာရေးပညာရေးနဲ့လူသားအရင်းမြစ်ဖွံ့ဖြိုးရေးပေါ့နော်ဆိုလို့ရှိရင်လူဖြစ်လာပြီဆိုလို့ရှိရင်နံပါတ်1ကျန်းမာဖို့အရေးကြီးပါတယ်မကျန်းမာရင်တော့ဒါလူဖြစ်ရကြိုးမနှက်ဘူးပေါ့နော်ကျန်းမာဖို့အရေးကြီးတယ်ဒုတိယကတော့ပညာတတ်ဖို့အရေးကြီးတယ်ကျန်းမာပြီးပညာတတ်မှသာလျှင်ကျမတို့ကျန်းမာပြီးပညာတတ်တဲ့ပြည်သူလူထုဖြစ်မှသာလျှင်ကျမတို့နိုင်ငံရဲ့လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်မှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့ကျမတို့နံပါတ်4အနေနဲ့တော့လူထုဘဝအဓိကမှာမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်များဝင်ငွေနဲ့အလုပ်ကိုင်းအခြေခံပြည်သူများ၏လူမှုဘဝမြင့်မားရေးပြည်သူများ၏အနာဂတ်ကျန်းမာရေးပညာရေးနဲ့လူသားအရင်းမြစ်ဖွံ့ဖြိုးရေးဆိုပြီးတော့မှကျမတို့ခေါင်းစဉ်၄ခုနဲ့ခွဲခြားပြီးတော့မှဖော်ပြထားတာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်